US မှာဒေါ်လာ3သိန်းတန်အိမ်ကိုလုံးနဲ့ဝယ်ဖို့အတွက်တစ်လဝင်ငွေဘယ်လောက်ရှိဖို့လို့လဲကျမနဲ့တို့တွေ့ကြည့်အောင်ရှင်ဆိုတော့ကျမတို့အိမ်ဈေးက3သိန်း down payment က5%ပြင်ထားတယ်ဆိုရင်1000ခွဲဆိုတော့ loan amount က2သိန်း8000ခွဲ conventional loan interest rate 6.125% နဲ့သွားမယ်ဆိုလို့ရှိရင်လစဉ်principal နဲ့ interest ကကြတော့1900ကျော်ပေးရမယ်ဒီ property tax ကတော့ကျမလက်ရှိနေတယ်ပေါ့နော် Tarrant County အတွက်တွက်ထားတာဖြစ်ပါတယ်ကျမတို့ဘက်မှာတော့ 1.7% ပေးရတယ်ပေါ့နော်ဆိုတော့ property tax အနေနဲ့ကတော့လစဉ်425ဆိုတော့ကျမတို့ကဒီ primary home အဖြစ်နေမယ်ဆိုလို့ရှိရင်ဒီ property tax ကို short ချဖို့အတွက် homestead exemption ရှောက်လို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ home insurance အနေနဲ့က210ပြီးတော့ကိုက conventional loan နဲ့အိမ်ဝယ်ပြီးတော့မှာပေါ့နော် down payment က20%အောက်ဆိုလို့ရှိရင် private mortgage insurance ပေးရတယ်ပေါ့နော်ဒါကတော့160ဝန်းကျင်ဆိုတော့အားလုံးပေါင်းကျမတို့ monthly payment အနေနဲ့ကကြတော့2500ကျော်ပေးရမှာဖြစ်တယ်အကယ်၍မိမိမှာအခြားသောကားကြွေးတွေပြီးတဲ့အခါကျတော့ credit card အကြွေးတွေ personal loan တွေဘာမှမရှိဘူးဆိုလို့ရှိရင်တလဝင်ငွေ9500ဝန်းကျင်နဲ့အိမ်ပေါ့နော်3သိန်းနဲ့အိမ်ကိုဝယ်နိုင်မှာဖြစ်ပါတယ်အကယ်၍ကားကြွေးက900ဝန်းကျင်လောက်ရှိတယ်ဆိုလို့ရှိရင်တော့6500ဝန်းကျင်နဲ့3သိန်းနဲ့အိမ်ကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင်ဆိုတော့အိမ်ဝယ်ဖို့အတွက် income က ready ဖြစ်ပြီဆိုလို့ရှိရင်အဓိကကတော့ credit score ပေါ့နော်620အနည်းဆုံးရှိရမယ်ပြီးတဲ့အခါကျတော့2နှစ်စာ W2 2နှစ်စာ tax return နဲ့ပြီးတဲ့အခါကျတော့လွန်ခဲ့တဲ့ရက်30ကပေါ့နော်ဒီ pay stub တွေလိုအပ်ပါတယ်ရှင်ဆိုတော့အားလုံးပဲနောက် video မှာပြန်ဆုံပါမယ် bye bye